အခုမှ smartwatch တစ်လုံးကိုစပြီးတော့ try မယ်ဆိုရလို့တကယ်ကိုမှ recommend ပေးလို့ရတဲ့ bright performance ဖြစ်တဲ့နိုင်လေးတစ်လုံးကြောင်းကိုဒီနေ့ပြောပြမယ်အဲ့ဒါကတော့ Huawei ရဲ့ Watch Fit 5ပဲဖြစ်ပါတယ် Fit series ကကြတော့ Huawei ရဲ့ Watch series လိုမျိုးအရင်ကြီးတော့နိုင်မစင်အောင်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ lab ထဲမှာတကယ်ကိုမှ mighty fashionable item တစ်ခုအနေနဲ့တော့လည်းကောင်းဒီကျန်းမာရေးအတွက်hair care လုပ်ပေးမဲ့ device တစ်ခုအနေနဲ့တော့လည်းကောင်းဒါမှမဟုတ်လေကျွန်တော် workout လုပ်တဲ့အချိန်မှာကျွန်တော်တို့ကို supplement device တစ်ခုအနေနဲ့တော့လည်းကောင်းတည်တည်ချာလေးသုံးလို့ရတဲ့အနေထားမှာရှိရယ်ဈေးနှုန်းအနေနဲ့ဆိုလို့ရင် Huawei Watch Fit 5က4,800,000 ဝန်းကျင်ပေါ့နော်ဒါပေမဲ့တန်တယ်ဘာလို့လဲဆိုတော့မီလာကိုမတိုင်ခင်ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Fit 5ပဲဖြစ်ဖြစ် Fit 5 Pro ပဲဖြစ်ဖြစ်ဝယ်လိုက်မယ်ဆိုလို့ရှိရင်ရမယ် gift ကမိုက်တယ် Huawei Free Pad SC2 တစ်ခုပြီးရင်တုပ်ပတ်နဲ့ umbrella ရတုပ်ပတ်နဲ့ umbrella တော့ထားလိုက်တော့ဒီကျွန်တော်ပြန်ရမယ်နေချက်ကကျတော့3သိန်းဝန်းကျင်ရှိရဖြစ်တဲ့ကြောင့်အခု Fit 5ဆိုလို့ရှိရင်4,800,000ဆို3သိန်းပြန်လုပ်လိုက်3,800,000လောက်နဲ့ကျွန်တော်တို့တကယ်ကိုမှ big quality မိုက်တဲ့ smartwatch တစ်လုံး fashionable စုံတဲ့ smartwatch တစ်လုံးကျွန်တော်ပြန်ရမယ်ဆိုတော့ဒီကောက်မှာကျွန်တော်အကြိုက်ဆုံး feature လေးရှိတယ်ပေါ့နော်ပထမဆုံးတစ်ချက်အနေနဲ့ပြောရမှာဆိုလို့ကျွန်တော် design ပိုင်း design အနေနဲ့ကြည့်မယ်ဆိုလို့ရင် Huawei ရဲ့ Fit series ကအရင် Fit 4ပေါ့နော်အဲ့ကောင်မှာတော့ကြတော့ဒီ Apple ရဲ့ Watch SC line ကိုနည်းနည်းလေး inspire ထားဆိုပုံစံမျိုးပေါ့နော်နည်းနည်းလေး minimalist ဖြစ်တယ်ယောက်ျားလေးပတ်မယ်ဆိုလို့ရင် Fit 4တော့တိတ်ပြီးအဆင်မပြေခဲ့ဘူးဒါပေမဲ့အခု Fit 5မှာကြတော့ယောက်ျားလေးပတ်မယ်ဆိုလည်းအဆင်ပြေသွားပြီဆိုတော့ design အရင်ကြီးွားလာဆိုတော့သူ့ရဲ့ body housing ဘာညာကအဲ့လောက်ထိကြီးွားတာမျိုးမဟုတ်ဘူးဘာလို့လဲဆိုတော့သူ့ရဲ့ crown နဲ့အောက်က shortcut button နဲ့ကြားထဲမှာလုတ်ပေးထားတဲ့အဖုလေးကနည်းနည်းလေးပို့ပြီးတော့ဒီကောင်ကိုမိုက်သွားရလို့ခံစားစီဆိုတော့ design ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ changes လေးတစ်ခုထည့်ပေးလိုက်တာကကြည့်ရတာပတ်ရတာလုံးဝ confidence ရှိစေရဲ့ မိုက်စေလို့ကျွန်တော်အနေနဲ့မြင်နေဆိုတော့ design ပိုင်းဒီနေ့ changes ကအရင်မများဘူးဆိုပေမဲ့တော်တော်လေးအဆင်ပြေနောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ smartwatch pad ဆိုတွေကကျွန်တော်တို့ skin friendly ဖြစ်ဖို့လိုတယ် Huawei ရဲ့ Fit series ကကြတော့ကျွန်တော်တို့မှာ allergic ရှိရဆိုတော့ဒီကောင်က allergic free material တွေပဲသုံးတာဖြစ်တဲ့ကြောင့်နေပူတဲ့အချိန်မှာအရင်ပူလာတာမျိုးတွေချွေးထွက်လို့ရှိရင်အဲ့နေရာမှာရားတာမျိုးတွေတော့လုံးဝဖြစ်မှာမဟုတ်ဆိုတော့သူ့မှာသုံးပေးထားတဲ့ rubber band တွေရောနောက်ဘက်က material တွေကလုံးဝကျွန်တော်တို့ skin friendly ဖြစ်မဲ့ material တွေပဲသုံးပေးထားတယ်ဆိုတော့တကယ်ကိုမှမိုက်တယ်ပြီးတော့လေ detailing လုပ်ပေးထားတာလေးလည်းမိုက်သေးတယ်ဒီလား crown မှာကျတော့ Huawei Watch Fit ဆိုပြီးတော့စာလေးတေးသေးလေးနဲ့လုံးဝ detailing လုပ်ပေးတာဒီဟာလေးတွေကလုံးဝအထာကျတယ်ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့ချိတ်ဆက်ပြီးသုံးရတဲ့အပိုင်းဆိုတော့ကိုက iOS သမားမို့လို့ဒီကောင်ကိုသုံးလို့မရဘူးလားဆိုတော့အဲ့လိုမဟုတ်ဘူး Huawei ရဲ့နောက်ပိုင်းထွက်လာတဲ့ watch တွေရော Fit series အကုန်လုံးက Android ပဲဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ်အလွယ်တကူချိတ်အဲ့အတွက်ကြောင့် connectivity ဘိုင်းမှာဘာမှစိတ်ပူစရာမလို iPhone မှာကန်တာ Android မှာကန်တာဒီကောင်တွေကလုံးဝ fine နေဆိုတဲ့အနေထားမှာရှိရယ် AC ချိတ်လို့ရတယ်ပြီးတော့နောက်တစ်ခုကဒီကောင်မှာ keyboard သုံးလို့ရတယ်ဥပမာအနေနဲ့ဆိုလို့ရင် Messenger ကနေစာဝင်လာ Viber ကနေစာဝင်လာအဲ့လိုအချိန်မျိုးမှာကျွန်တော်ဖုန်းကိုထုတ်ဆံမလို့ပဲဒီကောင်ကနေပြန်ပြီးတော့ reply ပြန်လာလို့ရတယ် keyboard လည်းနှိပ်ရတာကတော့ key လေးရနည်းနည်းကတ်တယ်ဆိုပေမဲ့အဆင်ပြေတယ်ပေါ့ဗျာကိုဖုန်းကိုဒီတက်တိုင်ထုတ်နေစရာမလိုတော့ဆိုလိုချင်တဲ့တော့တော်တော်လေးမိုက်တယ်နောက်တစ်ချက်အနေနဲ့ဒီကောင်ရဲ့ battery life အကြောင်းပြောမယ်ဆိုလို့ရင်တော့ Huawei ရဲ့ Watch series တွေရော Watch Fit series တွေရောအကုန်လုံးက battery ခံတယ်ထဲမှာပါတယ်ပြီးခဲ့တဲ့2နှစ်လောက်တည်းကဒီကောင်ရဲ့ battery life ကအနည်းဆုံး9ရက်လောက်ကအားမသွင်းမဲ့ထောက်လျှောက်သုံးလို့ရတယ်ဗျာတကယ်လို့ကိုက always on display ဖွင့်ပြီးသုံးမယ်ဆိုတော့ Fit 5မှာက4ရက်လောက်အသာလေးခံတယ်တကယ်လို့ကျွန်တော် always on display ဘာညာပိတ်ပြီးသုံးမယ်ဆိုလို့ရှင်တော့10ရက်ဝန်းကျင်လောက်ဒီကောင်ရဲ့ battery life ကဆွဲဆန့်ပေးထားနိုင်တယ်ဆိုတော့Apple Watch လိုမျိုး2ရက်ကိုတစ်ခါလောက်သွင်းရတာတော့တစ်နေ့တစ်ခါသွင်းရတော့ဒီကောက်မှာလုံးဝရှိမှာမဟုတ်ဒီကတော့ Huawei ရဲ့နိုင်တွေမှာအဓိကအားသာချက်ဆိုတော့ battery life အပိုင်းနဲ့ပတ်သက်ပြီးတော်တော်လေးကိုမှအဆင်ပြေလို့ပြောလို့ရတယ်ပြီးတော့သူ့မှာပါလာတဲ့ workout မှုတွေအကြောင်းမပြောခင် mini workout မှုဆိုတာလေးတစ်ခုကိုပြောပြချင်တယ်ဒီကောင်ကြောင့်ကျွန်တော်အထိုင်များလို့ပဲဖြစ်ဖြစ်ရုံထဲမှာဒီကိုယ့်ရဲ့နေရာလေးမှာပေါ့နော် exercise လုပ်ချင်တယ်ဆိုရလို့ပဲဖြစ်ဖြစ်ဒီ mini workout feature တွေကအသုံးဝင်တယ်ကျွန်တော်တို့ဗန်ဆက်လေးချင်ငန်းတို့ခေါင်းလေးချင်ငန်းတို့လက်လေးချင်ငန်းတို့ဒါတွေအကုန်လုံးကိုသူ့ရဲ့ panda လေးကနေပြပေးတာဆိုတော့mini workout feature လေးကတချို့လူတွေတော့တော်တော်လေးအသုံးဝင်လိမ့်မယ်ဥပမာ exercise လွယ်တကူလုပ်လို့ရအောင်နော်သူပြတဲ့အတိုင်းလေးလိုက်လုပ်လိုက်အောင်ဆိုတော့မိုက်တယ်နောက်ထပ် workout feature အနေနဲ့ဆိုလို့ရင်တော့သူကအရင် generation တော့ပါခဲ့တဲ့ cycling feature တွေဒီကောင်မှာပါလာမယ်golf feature ကတော့ Fit 5 Pro မှာပဲရမယ် Vivo Fit 5မှာတော့ golf feature တော့မပေါက်ဒါပေမဲ့ဒီကောင်လေးမှာ ball game ဆိုတာတော့ပြောချင်တဲ့ဘောကတော့ကျွန်တော်ပိန်ပေါင်ရိုက်တာတို့ဒီတိုင်း rocket နဲ့ button ရိုက်တာတော့အဲ့လိုဟာမျိုးတွေကိုဆိုလိုချင်တာပေါ့နော်ဒီဟာတွေအတွက်လည်း table တင်းနဲ့ရိုက်မယ်ဆိုတဲ့လူအတွက်လည်းဒီကောင်မှာ feature တွေထည့်ပေးတာအဲ့အတွက်ကြောင့်မိုက်တယ် feature တော်တော်လေးစုံလာလို့ပြောလို့ရတယ်အဲ့ဒါအပြင်ကမှဒီကောက်မှာက workout feature အနေနဲ့ဆိုလို့ရှိရင်အခု100ကျော်ထည့်ပေးထားတယ်ဆိုတော့ workout feature တွေတော်တော်လေးစုံတဲ့အနေအထားမှာရှိရယ်ဆိုတော့ဒီနိုင်ကို recommend ပေးလို့ရလားဆိုလို့ရှိရင်တော့ user အကုန်လုံးဒီပါနဲ့ friendly ဖြစ်တယ်အခုမှစပြီးတော့ try မယ်ဆိုတဲ့လူတွေဒီကောင်ကိုတည်ချာလေး recommend ပေးလို့ရတယ်တကယ်လို့ဒီနိုင်နဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ phone game messenger ဒါမှမဟုတ်လို့ရှိရင်လည်း hotline နံပါတ်ကိုဆက်သွယ်လိုက်လို့ရပါတယ်